လိုက်လေးချစ်စွာခိုင်နေမြတ်တာဥပမာတည်စရာဒီရာကလည်းတမ်းပရမန်နေမေယူလို့မြတ်မို့ဗဗရာနိုင်စာရနိုင်ရတာကြည်သူရှင်ဘုံရှင်ဖြစ်စီခေါ်ကြပါပြီမာတာမိရင်ချစ်ရစင်ကကြည်ဤရစံကြီးကြတယ်ဘဝမှာပြေလိုက်လေးချစ်စွာခိုင်မြဲတာဥပမာတည်စရာဒီရာခွန်နဲ့တမ်းပပရမန်ရေမေယူတော့မြတ်မို့ဗဗရာနိုင်စာရမြတ်လာကြည်သူရှင်ဘုံရှင်ဖြစ်စေခေါ်ကြပါပြီရာရာပလေးမျိုးမေစရာရှာပွေစောရတဲ့ဘုသူကလူရာတွေကြိုတင်ငါရရစီမံပြီးကျွေးမြပြည့်စုံစေတော်မင်းသမုတ်တရားစံရင်ဒီရာခွန်တဲ့ပပရိမာနီမေယူဘဝမြတ်မို့တဗရာနိုင်စာရနန္ဒကိုင်းကြည်သူရှင်ဘုံရှင်ဖြစ်စေခေါ်ကြပါပြီမိ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 မာတာမိခင်ချစ်စင်ကကြည်ဤရစံကြီးကြတာဘဝမှာပြေလိုက်လေးချစ်စွာခိုင်မြဲတာဥပမာတည်စရာဒီရာခွန်နဲ့တမ်းပပရမန်နေမေယူဘဝမြတ်မို့ဗဗရာနိုင်စာရနန္ဒကိုင်းကြည်သူရှင်ဘုံရှင်ဖြစ်စေခေါ်ကြပါပြီ